ဟာလိုချစ်တို့ရေတသားတို့အမြဲစားနေကြပူတင်ကိုရီဂျီလို့ပြတ်မှာဖြစ်ပါတယ်ရှင်အိမ်လုတ်တဲ့ပူတင်ပေါ့နော်လွယ်လွယ်ကူကူရိုးရှိနဲ့ရီဂျီလို့ပြတ်မှာဖြစ်ပါတယ်ရှင်အိမ်မှာဆိုရင်တသားတို့အမြဲတမ်းလုတ်ကြတာပေါ့နော်ကျက်ဥခုနှလုံးကိုရီဂျီကကျိတ်ဆက်တဲ့ထည့်ပြီးတော့တခြားငါးချက်သားထည့်တယ်နောက်တို့အစိမ်း90သားကိုထည့်ပြီးတော့ရီဂျီကကျိတ်ဆက်နဲ့ကျိတ်လိုက်တာဖြစ်ပါတယ်ရှင်ရီဂျီကအဲ့ဒါကိုကျိတ်ပြီးတော့ပေါ့နော်အမြုပ်လေးအနေထိုင်သွားလို့ရှိရင်ရေစစ်လေးနဲ့ပေါ့နော်စကားလေးနဲ့စစ်လိုက်တယ်စကားနဲ့စစ်ပြီးတော့ရီဂျီကပေါင်းထဲမှာရေထည့်ပြီးတော့15မိနစ်လောက်ရီဂျီကပေါင်းလိုက်တာဖြစ်ပါတယ်ရှင်15မိနစ်ပြီးလို့ရှိရင်ရီဂျီကကျတော့တူယူပြီးတော့ထိုးကြည့်တာပေါ့နော်ကျက်ပြီးခဲသွားတယ်ဆိုလို့ရှိရင်ရီဂျီကအောက်ချပြီးတော့ရေခဲတက်ထဲမှာထည့်ထားလိုက်တာပေါ့နော်အေးသွားပြီဆိုလို့ရှိရင်အရင်ကိုစားလို့ကောင်းတယ်ပူတင်လေးရပါပြီရှင်မမအထူးရှာတယ်ဘီဘီချီစားကောင်းလားအာရစားကောင်းလားကိုကိုကြီးစားကောင်းတယ် ဘယ်ရကြိုက်ပါ